ဘယ်လိုဒီနေ့ဆောင်ရဆောင်ရဆိုတာကတော့ပြည်သူတွေကထရှိရမှာကြပါရှင် ယူဆိုင်သွားနော်တားတကယ်ကျေစုံနဲ့တော့မဟုတ်လား ဒါတော့တူတူသွားကြမှာပါခင်ဗျလိမ်မိုင်းကြီးလိုက်တဲ့မိသားလေးတာတူပါကွယ်အော်ဒါနဲ့တာရော့မဟုတ်ဘူးသွားအောင်ကျောင်းလည်းယူဆိုင်သွားနော်ကျောင်းမှာလည်းတငယ်ချင်းနေနိုင်ညာမဖြစ်နေတယ်အောင်ကြားလားအေးအတားလေးကျောင်းကြည့်နေတယ်သွားရနော်တာဟုတ်ကဲ့ပါဗျာတော့သွားပြီပါဒီချင်တော့အရန်ကိုစိတ်ချမ်းသာတာပဲသမီးရဲ့ ဟုတ်တာပဲရှေ့ရဲ့မောင်မောင်ကလေသူ့ရဲ့မိဘပေါ့လေအရန်ကိုရင်ကျေးလိမ်ပါပြီလေးစားတိတတ်တယ် ဟုတ်တယ်စကားပြောလိုက်တအားရင်ကျေးသိမ်မွေးတာပဲနော်အခုမမောင်ကသူ့ရဲ့တငယ်ချင်းစောစောနဲ့ចောင်းတူသွားมาတယ်သမီးရဲ့သူ့ပေါင်းတဲ့တငယ်ချင်းလေးကလေတသားလိုပဲလိမ်မာရင်ကျေးတဲ့ကလေးဖြစ်မယ်လို့ချင်တော့ယုံတယ်သမီးရော သမီးလည်းအဲ့လိုပဲထင်နေချေရဲ့သမီးအရန်သိချင်နေပြီအဲ့ဒါ ဟုတ်တယ်ပိသက်ကြီးကလည်းသိချင်နေပြီတဲ့ဆက်လက်ပြီးရှုစားကြအောင်နော်သမီး ဘာဆက်ဖြစ်မလဲဆိုတာကိုဆက်လက်ရှုစားလို့မကြပါအောင်ရှင် တကယ်ကြီးရေစောစောကျောင်းသားရအောင်လေ Sleepy gloom, 5 more minutes, I'll be late. Sealing my chaotic fate. Shirt is wrinkled, need a comb. Should have just stayed home. လာပြီဟာမင်းကလည်းကွာကျောင်းသားမယ်ဆိုတာကြီးပဲအမေထမင်းဘူးညင်လာပဲဘာလို့လောက်ချနေမှမသိဘူးကျောင်းကနောက်ကျနေပြီနေကြာ အော်အေးတားရေရော့ထမင်းကြိုက်တားချိုက်တဲ့ဟင်းနဲ့ထည့်ပေးရရနော်ကော်စားခဲ့အောင်နော်လမ်းသွားရင်လည်း queue ဆိုင်ပြီးသွားစီးကတခြားမိုက်တွေကိုလည်းပြစ်ခဲ့အောင်နော်လမ်းမှာလည်းတငယ်ချင်းနေနဲ့ရံမဖြစ်ခဲ့နဲ့ ဒါတို့သွားကြပြီပါခင်ဗျာ အော်အေးတားငါတားလေးမမောင်လိုလိမ္မာရေးချလိုက်တဲ့တားလေးဖြစ်ဘလောက်တော့ကောင်းလိုက်မြဲကွယ်မမောင်လိုလိမ္မာရေးချအောင်အမေမြဲဆူတောင်းနေပါတယ်တားလေးရဲ့ အမီလေးဒီချေကဇဇော်လေးကိုတော်တော်ကြီးကိုစိတ်ဆက်တဲ့ကလေးလို့ထင်လိုက်ပြီ ဟုတ်တယ်ချေရဲ့သမီးတို့မှန်းချက်နဲ့နှမ်းထွက်မကြိုက်ဘူး နည်းနည်းအိတ်ပုတ်ကလေးနော်ပြီးတော့ကြည့်ရတာចောင်းသွားကန်ဒီမှာသူ့မှာအသေးတန်စားအုပ်တွေရှာဖွေနေတာအခုတော့ဇဇော်အတူចောင်းသွားဖို့မမောတော့ခေါ်သွားပြီចောင်းသွားတဲ့လမ်းတစ်လျှောက်မှာသူတို့တငယ်ချင်းတော့ဘယ်လိုပုံစံလေးနဲ့သွားမလဲဆိုတာသိချင်နေပြီဒီချေတော့ သမီးလည်းအရန်သိချင်တာပဲပြိတ္တကြီးလည်းသိချင်နေလောက်ပြီသမီးတို့ဆက်လက်ရှုစားကြရအောင်ရှင် ဟုတ်ပါတယ်ရှင်ဆက်လက်ရှုစားကြအောင်ပါရှင် sorry တော့မမြင်လိုက်တော့ပါ ဟောဒီမှာလေလူတယောက်လုံးမငြင်းဘူးလားကြာမလူတယောက်လုံးရက်နေအောင် တောင်းဝဲပါရဲ့မမြင်လိုက်လို့ပါ ဟောဒီပါ မင်းကလည်းကွာတကယ်ချင်းပဲစိတ်ချော်ပေးလိုက်ပေါ့ကွာမင်းမှမေမေကိုပြမှုတွေကလည်းရရဲနေကွာမိဘဆိုတော့မင်းကိုငငယ်ကလေးကကျင်းမပြစစ်ဆောက်ရှောက်လာရတာကွာမင်းကမိဘတွေကိုဖေးချိန်မဲတော်ဘယ်နေရာပဲရောက်ရိုးတည်ပြမှုဆက်ဆံရတယ်ကွာမင်းနောက်ခါဆိုရင်တော့ရိုးတည်ပြမှုဆက်ဆံပေါ့ကွာ အေးပါကွာငါကျင့်မှန်လို့ပါကွာငါကျင့်နေလိုက်ပါမယ်ခုနငါဝင်တိုက်သွားတယ်မင်းညီရင်တာနဲ့ကွာဘာလို့လာဝင်တာတော့ တကယ်ချင်းပဲကွာဆက်ချော်ပေးလိုက်ပေါ့ အေးကွာမင်းပြောလို့ငါခွင့်လို့ပေးလိုက်မယ်သူလှုပ်သွားတာလည်းမင်းညီနေနော် အေးပါကွာအော်တော့တကယ်ချင်းမင်းနေပြောရတယ်လေကွာအမိုက်ကိုစနေချဆုပြရတယ်လေ အေးပါကွာငါကျင့်မှလို့ဆိုရင်မှမင်းရလည်းကွာ သမီးဒီချေရင်နေထိတ်သွားတာပဲစောစောကကြည့်နေနဲ့ရန်နေတွေ့ပြီးထင်နေတာ ဟုတ်တယ်ချေရဲ့သမီးလည်းအေးလေရန်နေဖြစ်ပြီးထင်နေတာကောင်မလေးကလေတော်တော်ကြီးတောင်းမှန်ရှာတယ် ဟုတ်တယ်မိမိငငယ်လေးကတော့တေချာတော့ပြန်တောင်းမှန်ရှာတယ်ပြီးတော့တငယ်ချင်းဖြစ်တဲ့မမောင်ကလည်းဆွဲတယ်လေ
အဲ့နဲ့ရန်တော့မဖြစ်သွားဘူးပေါ့နော်ကဲအခုတော့သူတို့ចောင်းဆက်သွားနေကြပြီចောင်းမှာရောမမောင်နဲ့ဇော်ဇော်နဲ့တငယ်ချင်းတယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာဒီချက်အရန်သိကျင်နေပြီပြည်သက်ကြီးကလည်းသိကျင်နေပြီသမီးရေဆက်ပြီးရှုစားကြအောင်နော် ဆက်လက်ရှုရှားတော့မကြပါအောင်ရှင် မင်္ဂလာပါဆရာမကြီးခင်ဗျာ အော်မင်္ဂလာပါကွယ်တာစောစောဆရာမကြီးကိုမနှုတ်ဆက်တော့ဘူးလားကွယ် အော်ဟုတ်ကဲ့မင်္ဂလာပါဆရာမကြီးခင်ဗျာ တာတို့လိမ္မာရင်ကျေးရဆိုတာဟန်ဆောင်တာမဟုတ်ဘူးအိမ်မှာမိဘတွေကိုယူသေးတာကျောင်းမှာဆရာဆရာမတွေကိုယူသေးတာရင်ရင်ကြီးကြီးပြောဆိုတာကတာတို့ရဲ့ဂုဏ်သိက္ခာပဲအိမ်ကစားရဲ့ရင်ကျေးမှုတွေကကျောင်းမှာဆက်လက်ရှင်သန်ခြင်းသုံးမှတာတို့ကလူတော်လူကောင်းလူရင်မွန်လေးဖြစ်လာမှာဆရာမကြီးပြောတာတာတို့နားလေကြရဲ့လားကွယ် နားလဲပါဆရာမကြီးခင်ဗျာ နားလဲပါတယ်ဆရာမကြီးခင်ဗျာကျွန်တော်တို့နောက်ကဆိုရင်ဘယ်ချိန်မှတော့ဘယ်နေရာပဲရောက်လူကြီးမိဘတွေကိုရိုးတည်ပြုမှုဆက်ဆက်ပါမယ်ခင်ဗျာ ဟုတ်ကဲ့ပါဆရာမကြီးခင်ဗျာကျွန်တော်သိပါပြီဗျာနောက်ဆိုအိမ်မှာလည်းမိဘညာကိုယူသေးပါမယ်ကျောင်းမှာလည်းဆရာသမားတွေကိုယူသေးပြီးယဉ်ကျေးသောကျောင်းသားတယောက်ချစ်အောင်ကြိုးစားပြီးနိုင်ငံတော်အားထားတဲ့လူတော်လူကောင်းလူဝေကျွန်တယောက်ချစ်အောင်ဒါကြိုးစားသွားပါမယ်ခင်ဗျာ ဒါတို့တောင်းခဲ့ပြီပါဦးခင်ဗျာ သွားကြပါကွယ် သမီးလေးရေဆရာမကြီးကတော့တီးတီးချာချာကိုစုံမသွန်တင်ပဲ့ပြင်သွားတာအဲ့အတွက်ကြောင့်မို့တစ်ချက်တင်နဲ့ဇော်ဇော်လေးကတော့တော်တော်ကြီးကိုနောင်တရရမယ်တင်သူ့ရဲ့မျက်နှာလေးမှာပေါ်သွားသလိုပဲ ဟုတ်တယ်ချေရဲ့သူ့ရဲ့နောင်တကလေတော်တော်ကြီးပေါ်သွားတာ ဟုတ်တယ်သူတကယ်ကိုအမှန်တရားကိုမြင်သွားတဲ့ပုံစံလေးနော်လမ်းမှာတော့ကတငယ်ချင်းနဲ့သူပြောလိုက်တဲ့ပုံစံနဲ့အခုဆရာမကြီးကိုသူပြန်ပြောတဲ့ပုံစံတော်တော်ကိုကွာသွားတာနော်သမီး ဟုတ်တယ်နော်ချေ ဒါဆိုရင်ဒီကျတော့သူတို့စာသင်ခန်းထဲမှာရောပြီးညနေကျရင်သူအိမ်ပြန်ရင်ဆရာမကြီးကိုသူကဂရိပေးခဲ့တာလေသူ့ရဲ့မိဘတွေရောသူဘယ်လိုဆက်ဆံမလဲဆိုတာဒီကျတော့ဆက်လက်စောင့်ကြည့်ကြအောင်နော်သမီး ဆက်လက်ရှုစားအပ်ပြီးတော့မကြပါအောင်ရှင် ကျေးဇူးတင်ပါတယ်ဆရာ ဆရာမကြီးခင်ဗျာ သမီးရေကျောင်းလေးမှာစာသင်နေတဲ့ပုံစံလေးကိုဒီချေကြည့်လိုက်ရတာလေတော်တော်ကြီးကိုစိတ်ချမ်းသာသွားပြီမောင်မောင်ကတော့ပြောစရာမရှိမယ်စောစောလေးကချက်ချင်းကိုချိန်သွားတာသိတာတယ်နော်သူ့ရဲ့ပုံစံလေးအကုန်ပြောင်းလဲသွားတာ ဟုတ်တယ်ချေရဲ့သူ့လေတော်တော်ကြီးလိမ္မာရည်ကြီးသွားတယ် မနေ့တုန်းကဆရာမကြီးကိုနှုတ်ဆက်တုန်းကတော့ပြူပြဲလေးနော်ဒါပေမဲ့စာသင်ခန်းထဲဝင်တဲ့အချိန်မှာချက်ချင်းကိုသူက smart ဖြစ်နေပြီသမီးရဲ့ ဟုတ်တယ်ချေရဲ့နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာသမီးလည်းသိချင်တယ်ဗီဒီချယ်လည်းသိချင်နေမှာပဲပြီးတော့ပရိသတ်ကြီးတွေကလည်းသိချင်တော့မှာပဲအဲ့ဒါသမီးတို့တွေစောင့်ကြည့်ကြရအောင် ဟုတ်ကဲ့အဲဒါကြောင့်မို့သူကျတို့တွေအားလုံးဆက်လက်ပြီးစောင့်ကြည့်ကြအောင်မနော်ဆက်လက်ရှုစားကြပါရှင် အမေတားကြံပြီမေဖေရောမေ အော်ငါသားတော့ပြဲရပြီလားသားဖေကရေချိုးဝှက်စားလဲနေလေခဏလေးစောက်လာလိုက်မယ် ဟုတ်ကဲ့ပါမေဒါဘာဝိုင်းကိုလုပ်ပြအောင်မလဲမေအမေတနေ့ကိုအိမ်လို့တဲ့ပင်မနဲ့ပါသားသိပါတယ်မေ အော်ငါသားနေရောကောင်းလာရဲ့အရန်ရည်ကြီးနေမှာ ကောင်းပါတယ်မေ ဒီနေ့ငါသားလေးတဲ့နေမှာနေပါလား ဟုတ်ကဲ့ပါဖေနဲ့မေဒီနေ့ဆရာမကြီးကပြောလိုက်တယ်အိမ်မှာမိဘညာကိုယူသေးတာကျောင်းမှာဆရာသမားတွေကိုယူသေးပြီးရင်ကြီးစွာကြိုးဆိုတာတွေကဟန်ဆန်တာမဟုတ်ဘူးတဲ့ဒါတို့ရဲ့ဂုဏ်သိက္ခာပဲတဲ့အဲ့ဒါမှလူတော်လူကောင်းလေးတွေဖြစ်လာမှာတဲ့အဲ့ဒါကြောင့်ဒါကူအစပြီးမိဘဆရာကိုတည်တတ်တဲ့နိုင်ငံတော်အားထားတဲ့လူတော်လူကောင်းလူရေးကျွန်းလေးတယောက်ချစ်အောင်ဒါကြိုးစားပါတော့မယ်အဖေနဲ့မေ ဟ
အဲ့ဒါမှငါသားကွာ အဖေတို့သားအမေတို့သားကလိမ္မာရေးချေးလိုက်တဲ့တို့သားလေးအိမ်တွင်လိမ္မာကျောင်းမရေးချေးမှုနှင့်ပြည့်စုံလျင်လူကုန်ရည်များတိုးတက်မည်ပင်မြမရေးချေးမှုကိုထိန်သိမ်းပါသို့အစဉ်ရေးချေးမှုသည်လူတံဖို့အစစ်ပင်စီကံဆိုတာအနာဂတ်ရဲ့အုံမြင့်ရင်ကျေးခြင်းကစိတ်ဝိညာဉ်ရဲ့အလားဒီကြောင့်တော်ကြီးမှာပြိုးတဲ့မျိုးစေ့တွေနောက်တစ်ချိန်ရွှေပန်းတွေပွင့်စေဖို့စီကံနဲ့ရင်ကျေးစိတ်ထားဖြူစင်လူတော်လူကောင်းများဖြစ်အောင်ကြိုးစားမြမကုံဆောင်ကြောင်းသားကောင်းများကြောင်းသားကောင်းများဖြစ်အောင်အိုးရွှေပန်းညာတို့ရဲ့အားအနာဂတ်ရဲ့နေတဲ့များစီမျော်လင့်ခြင်းပန်းခင်တွေဖြစ်စေမည်ရွှေပန်းများပွင့်စေဖို့အတူကြိုးစားကြစို့ရွှေပန်းများပွင့်စေဖို့ပွင့်စေဖို့စီကံဆိုတာအနာဂတ်ရဲ့အုံမြင့်ရင်ကျေးခြင်းဟာစိတ်ဝိညာဉ်ရဲ့အလားဒီကြောင့်တော်ကြီးမှာပြိုးတဲ့မျိုးစေ့တွေနောက်တစ်ချိန်ရွှေပန်းတွေပွင့်စေဖို့စီကံနဲ့ရင်ကျေးစိတ်ထားဖြူစင်လူတော်လူကောင်းများဖြစ်အောင်ကြိုးစားမြမကုံဆောင်ကြောင်းသားကောင်းများကြောင်းသားကောင်းများဖြစ်အောင်အိုးရွှေပန်းညာတို့ရဲ့အားအနာဂတ်ရဲ့နေတဲ့များစီမျော်လင့်ခြင်းပန်းခင်တွေဖြစ်စေမည်